ချိန်မောတာကတကားကိုဝုန်းကနေစောင့်တုံးပြီးဝင်လာတယ်။သူ့တကူလုံးမှလည်းအစာတွေရဲ့အနံ့အသက်တွေစောနံနေတာပဲ။အရင်ကပြောင်ချောနေတဲ့သပင်တွေကလည်းကြက်အတိုက်လိုရှုပ်ပွားနေပြီးမျက်လုံးနှလုံးစလုံးမှလည်းတွေးကြောတွေနီရဲလို့နေတယ်။ဘာပောက်ကွဲရမှလဲငါအခုပဲကျွမ်းကျင်သူတွေကိုဆေးထက်တိုးခိုင်းလိုက်ပြီ။သူကလက်တွေတုံရင်လွန်းလို့ secret ကိုတောင်တေးသေးချာချာမိမိညနိုင်ရှာဘူး။တောက်တကယ်ပဲအတုံးမကျတဲ့ချမ်းမွန်သူမထွက်သွားခင်ရေထဲမှာအစိတ်ခတ်သွားတာတေးချတယ်မဟုတ်ရင်ဘာလို့ဒီလောက်တောင်တိုက်ဆိုင်ရမှာလဲသူထွက်သွားတာနဲ့ဒီတရိတ်ဆန်တွေကစူပေါင်းပြီးဂျုံဂျုံကြကုန်ကြတာပဲအခုချိန်မှာဒါတွေပြောနေလို့ဘာထူးမှလဲလူရူရန်ကရုတ်တရက်လှည့်လာပြီးစိတ်ဆိုးမှန်ဆိုးနဲ့အော်ဟစ်တော်တယ်အစတုန်းကသူ့လက်ထဲကနီးပညာဖော်မြူလာကိုအပိုင်သိမ်းရမယ်လို့ငါပြောတာပဲမင်းကတော့ဆက်ရှိရင်ရပြီဆိုပြီးပြောခဲ့တာလေအခုတော့ဘလို့လောက်ကြမလဲတထေးကြီးစီကရမယ်စာချုပ်ပတ်စံကိုမျှော်ပြီးငါမျိုးပေါ်ကမြစ်ရှုခင်းလာတိုက်ခန်းကျဲကြီးကိုတောင်ဆေးရန်ပေးထားပြီးပြီတကယ်လို့ဒီအော်ဒါသာပြတ်သွားရင်သုံးစားပြန်ရောရမှာမနက်ဖြန်မနက်9 နာရီမှာပစ္စည်းလာစစ်မယ်ဆိုတာငါလည်းသိတာပေါ့မနက်ဖြန်မနက်သာအောင်မြင်မြင်ကြော်ဖြတ်နိုင်ပါစေဒီငန်းတွေတေမလားရှင်မလားဆိုတာငါနဲ့ပါဆိုင်လို့လေတထေးကြီးလက်မှတ်ထိုးလိုက်တာနဲ့ဒီပတ်စံတွေကငါတို့အပိုင်ဖြစ်ပြီလူတွေအကုန်လုံးကိုတွားပြောလိုက်ချမ်းတစ်ခုလုံးကိုအနံ့ပြောက်ဆေးတွေအပြည့်ဖြန်းခိုင်းလိုက်ပြီးတော့အဲ့ဒီငန်းတွေကိုဆေးတစ်ချက်စီထပ်ထိုးထားဘလို့နီးနဲ့ဖြစ်ဖြစ်တနာရီလောက်တော့မတ်တက်ရက်နိုင်အောင်အောက်ထားခိုင်းရမယ်လူရူရန်ကတော့နောက်ဆုံးရုန်းကန်ခွင့်ရတယ်လို့မျိုးမင်းပြောတာမှန်တဲ့တထေးကြီးပစ္စည်းစစ်တာကိုကြော်ဖြတ်နိုင်ရင်ရပြီချမ်မိုဆိုတဲ့သူတောင်းစားကငါတို့အရှုံးပြဆက်ကိုကြည့်ကျင်နေတာမလားလာမဲ့ဘဝကြမှာပဲမျှော်လင့်လိုက်တော့ဒီအချိန်မှာတော့နဂါးမဲတွင်းဘက်မှာလာရောက်အောက်မှာတောက်ပနေတဲ့တဲတောင်ပြင်လေးနဲ့ရေမော်ပင်တွေကြားထဲမှာအေးချမ်းချမ်းအိမ်မော်ကျနေတဲ့ကုန်းကန်းလေးတွေကိုကျွန်တော်ကြည့်နေမိတယ်ပြီးတော့လက်ထဲကငွေ2000ရှိတဲ့ဘန်ကက်လေးကိုလက်ချောင်းကြားထဲမှာလှည့်ကစားရင်ငွေ2000ဟုတ်လားချိန်မောတာမင်းတို့ပေးတဲ့ဒီငွေ2000ကိုမနှက်ဖြန်ကြရင်တပြားမကြံငါပြန်ပေးဆက်ပါမယ်ကျွန်တော်မျက်လုံးတွေကိုမိတ်လိုက်တဲ့မနှက်ဖြန်ကြရင်မင်းတို့မှတ်နေတဲ့3000နဲ့အိမ်မက်ကြီးဟာတလောကလုံးရဲ့လှောင်ပြောင်စရာအရှုံးပြဆက်ကြီးဖြစ်သွားစေရမယ်မနက်အစောပိုင်း4 နာရီခွဲမှာအိမ်ဖြူပင်လယ်အော်ရဲ့ကောင်းကင်ကြီးကမှောင်မိုက်နေတော့မဲရေပြင်ပေါ်မှာလည်းမြူတွေပိတ်ဆို့နေတယ်ကျွန်တော်တန်ရှင်းတဲ့အနက်ရောင်ခေါင်းစွပ်အင်ကြီးကိုလဲဝတ်ပြီးနှင်းဆိုနေတဲ့မျက်ခင်းတွေကိုနင်းက3 နှစ်ပတ်လုံးနေထိုင်ခဲ့တဲ့ဒီမြေစီကိုတိတ်တဆိတ်ပြန်လာခဲ့တယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ဘေးလူတယောက်အနေနဲ့ပေါ့လမ်းကြည့်လိုက်တော့အေယာမလေဝင်လေထွက်ပန်ကာကြီးတွေကတဝုံးဝုံးနဲ့လဲပတ်နေပြီးလေတူထဲမှာတော့တရေကောင်းတဲ့အနံ့အသက်တွေပြည့်နှက်နေတယ်အဲ့ဒါကတံမိုးနဲ့အနံ့ပြောက်ဆေးတွေနဲ့ပြင်းထန်တဲ့ဆက်မှုရည်မွေးတွေရောနှောနေတဲ့အနံ့ပဲကျွန်တော်ကတော့အမောင်ထဲကတစ်ပင်ရိပ်မှာပုံးကွယ်နေလိုက်တယ်လက်ချေမြ мян လောက်ကြစမ်းပါအဲ့ဒီအပုံနှံ့ကိုအမိရဖုံးထားရမယ်ချိန်မောတာရဲ့အတန်ကတဲဆက်ကူနဲ့ပုတ်တိုက်ထားသလိုအလွန်အမင်းဝင်ထွက်ခြောက်ကပ်နေတယ်လူရန်အဲ့ဒီအားဆေးတွေကိုကုံအောင်ထိုးပေးလိုက်ပြီလားထိုးပြီးပြီအကုန်လုံးကို3 ဆတိုးပြီးထိုးပေးလိုက်တာဒီအတုံးမကျတဲ့တရိတ်ဆန်တွေသာထပ်ပြီးမတက်မရက်နိုင်ရင်ဇက်ကိုကျိုးနဲ့ဆွဲချပြီးတော့ဖြစ်တထေးကြီးလာစစ်တဲ့အချိန်မှာအပြစ်အနာစာမပေါ်အောင်လုပ်ရမယ်ဒါကတော့သူတို့တိတ်ပြီးဂုံယူနေကြတဲ့ခေတ်မီနီးပညာချန်ကြီးပေါ့ကျွန်တော်အမောင်ထဲကနေအေးဆက်စွာကြည့်နေရင်ရင်ထဲမှာတော့အားမလို့အားမရဖြစ်မိတယ်9 နာရီတိတိမှာပဲလူကူးရင်ကားအနက်ရောင်3 စီးကမြူတွေကိုခွဲပြီးခြံဝင်းတကားရှိမှငိမ့်ငိမ့်ညောင်းညောင်းရက်တန်လာတယ်ကားတကားပွင့်လာပြီးမိခိုးရောင်ဝစ်စုံဝစ်ထားတဲ့ဝါရင်ဝေဖန်ရေးပညာရှင်ကြီးတူကားပေါ်ကဆင်းလာတယ်သူကတော့ပြည်တွင်းအစစ်မြင့်အစားအသောက်လောကရဲ့ဆရာကြီးတထေးကြီးကင်ဘူကြီးပေါ့သူ့နောက်မှာတော့မျက်နှာသေးတွေနဲ့စတီးရေခဲတစ်တာအိုးတွေကိုလွယ်ထားတဲ့အစစ်မြင့်စဖို့မူကြီး၄ ယောက်ပါလာတယ်ချိန်မောတာကချက်ချင်းပဲအပြေးလွှားသွားကြိုဆိုရင်ဖပြုံးကြီးနဲ့မျောလိုက်ရတဲ့ကျဲနဲ့လာလိုပါပဲဆရာကြီးရဲ့အခုလိုရောက်လာပေးတာဝမ်းသာလာပါတယ်လူရူရန်ကလည်းပင်မသမျှကိုအတင်းအောင်အဲပြီးညှူတူတူအပြုံးကြီးနဲ့ဆရာကြီးရဲ့ကျမတို့အိမ်ဖြူပင်လယ်အော်ရဲ့အတိုင်းအတာနဲ့နီးပညာကိုကြည့်ပါဦးတနိုင်ငံလုံးမှာတောင်ထိတ်တန်းကပါရှင်တထေးကြီးကင်ဘူကြီးကတော့ဘေးပတ်ပတ်လဲကိုအေးဆက်စွာတစ်ချက်ဝေးကြည့်ပြီးမျက်မှောင်ကျုပ်လိုက်ကချိန်မောတာခြံဝင်းကြီးကတော့ခန်းနာပါရဲ့ဒါပေမဲ့ငါကအစားတောက်လာဝဲတာအဆောက်အဦလာကြည့်တာမဟုတ်ဘူးမင်းတို့စီမှာအော်တိုနီးပညာအသစ်တွေသုံးပြီးအကောင်းဆုံးကုန်းကန်းတဲတွေထုတ်လုပ်နိုင်တယ်လို့ကြားလို့လာခဲ့တာဒါပေါ်ဆရာကြီးရဲ့ကျွန်တော်ကြွားတာမဟုတ်ပါဘူး
ချမ်မိုဆိုတဲ့လူမိုက်ရဲ့ရှေးဟောင်းနီလန်းတွေကခစ်ကုံသွားပါပြီကျွန်တော်တို့ရဲ့အော်တိုစနစ်ကလူအားထက်ဆဲဆပိုထိရောက်ပါတယ်ကြည့်ရှုဖို့ကြောက်ပါဦးဆရာကြီးမျက်စိပွင့်သွားစေရမယ်ချိန်မောတာကတရွေးတစ်ချက်မျိုးချရင်တုံရင်နေတဲ့လက်နဲ့အော်တိုကူးပြောင်းတကားကိုနှိပ်ပြီးဖွင့်လိုက်တယ်တကားပွင့်သွားတာနဲ့အထဲကနေပူပြင်းတဲ့အပူရှိန်ဆေးဝါးနှံတွေနဲ့ပုတ်စော်နှံတဲ့လေပူကြီးကဝုန်းကနေထွက်လာတော့တယ်တထေးကြီးရဲ့နောက်ကစဖိုးမှုကြီးကမျက်နှာပြတ်သွားပြီးချက်ချင်းပဲတထေးကြီးရှေ့ကနေကာကွယ်လိုက်တယ်ဒါမင်းတို့မွေးထားတဲ့ငန်းတွေလားမိเจ้าတွေအောက်မှာတော့လန်းဆန်းနေရမယ့်ကုန်းငန်းတွေဟာအလွန်ထူးဆန်းတဲ့အနေအထားဖြစ်နေကြတယ်ပြင်းထန်တဲ့စိတ်ကြွဆေးတွေကြောင့်ငန်းတွေကမတက်တော့ရက်နေကြပါရဲ့ဒါပေမဲ့တကောင်ချင်းစီကမျက်လုံးတွေหนีရဲနေပြီးလေပင်တွေတောက်တင်းကတကူလုံးတုံရင်နေကြရှာတယ်ပိုပြီးလန့်စရာကောင်းတာကရက်အတော်ကြာအောင်တဲချမ်းတွေမမျိုးရတဲ့အတွက်အစာအိမ်အိတ်ကြီးတွေကလေမုတ်သွင်းထားတဲ့ခရမ်းရင်ရင်မိဘုံပြန်တွေလိုရင်ဘတ်မှာတွဲလောင်းကြီးဖြစ်နေကြတာပဲဆရာကြီးကြည့်ပါဦးဒီအကောင့်ထဲတွေကိုတကယ်ထိတ်တန့်အစီစိတ်တွေပဲချိန်မောတာကအတင်းအားတင်းပြီးအနီးဆုံးကငန်းတကောင်ကိုညွန်ပြပေမဲ့အတန်တွေကတုံရင်နေရှာတယ်တထေးကြီးကင်ဘူရီကနှာခေါင်းတစ်ချက်ရှုံးလိုက်ပြီးသူ့နောက်ကဆက်ဖို့မူကိုအချက်ပြလိုက်တယ်တကောင်ဖမ်းပြီးအရှင်လက်လက်အသေးထုတ်ပြီးစစ်ဆေးစမ်းလူရူရန်ရဲ့မျက်နှာကချက်ချင်းပြနှမ်းသွားပြီးအရှိကနေအတင်းကစီကအိုဆရာကြီးရဲ့အခုငန်းတွေကနောက်ဆုံးအားဖြည့်တိုးတက်နေတဲ့အချိန်မို့လို့အခုတက်ရင်နှမျောဆရာကြီးစာချုပ်အရင်ချုပ်ပြီးနောက်2ရက်လောက်မှစစ်ပါလားရှင်တထေးကြီးကင်ဘူရီရဲ့လေတံကညင်းပယ်လို့မရအောင်ပြတ်သားလွန်းတယ်ထဲဆန်းစဖိုးမှုကလက်တွက်လာတာမို့တုံရင်နေတဲ့ငန်းတကောင်ကိုအပိုင်ဖမ်းချုပ်လိုက်တယ်နောက်ထွက်လာတဲ့မြင်ကွင်းကတော့တွေးထွက်တန်ရုံမဖြစ်ပေမဲ့စဖိုးမှုကငန်းရဲ့ဘိုက်ကိုတိတိချာချာဆန်းတက်ပြီးမျက်ခွန်ကိုလှန်ကြည့်လိုက်တယ်ပြီးတော့တထေးကြီးဘက်လက်ကအလွန်တည်ငြိမ်ပြီးဆက်ဆုပ်ယူရှာတဲ့လေတံနဲ့ပြောတော့တယ်ဆရာကြီးခမရတာအစင်းမြင့်အသေးမဟုတ်ပါဘူးဒီငန်းကကိုပူချိန်အလွန်မြင့်မားနေပြီးမျက်လုံးတွေတွေးတိုးနေတယ်ဒါကပြင်းထန်တဲ့ကလီစာပောက်ကွဲပျက်စီးခါနီးလက္ခဏာပဲပိုပြီးအရေးကြီးတာကစဖိုးမှုကငန်းရဲ့ရောင်ကိုင်းနေတဲ့လေပင်ကြီးကိုအတင်းညှစ်ချလိုက်တယ်ဖြစ်ခနဲ့အတန်နဲ့အတူပုတ်စော်နှံပြီးချင်းစုပ်နေတဲ့အစာဟောင်းအရည်တွေကငန်းရဲ့မေးစေးကနေအုံကနေရှန်ကျလာပြီးပြောင်ချောနေတဲ့ဘီလက်မြေကျန်းပြင်ပေါ်ကိုကျသွားတော့တယ်ဒါကတော့ဖီအားမြင့်ဆက်တွေနဲ့အတင်းအတ္တမအစာသွတ်သွင်းခြင်းရဲ့ရလဒ်ပဲဖြစ်ပါတယ်